ညာရဲ့တိတ်ဆိတ်မှုထဲမှာလူတိုင်းအိပ်ပျော်နေတဲ့အချိန်နိုးထနေတဲ့တခုရီးသောအရာတခုရှိရဲဆိုတာတင်စဉ်းစားမိဘူးပါသလားအဲ့ဒါတော့ပတ်စံပါတင်းရဲ့နှလုံးခုန်တန်လိုပဲတင်းနဲ့အတူရွေလျားနေပါတယ်ဒါပေမဲ့မေးစရာကသူ့ရဲ့ဘာသာစကားကိုတင်နားလေပါသလားစဉ်းစားကြည့်ပါဒီကဘာပေါ်မှာမွေးဖွားလာတဲ့လူတိုင်းဟာငိုယိုရင်းနဲ့ရောက်ရှိလာကြတာပါဒါပေမဲ့မိဘတွေကအဲ့ဒီငိုတန်ကိုတိတ်ဆိတ်စေဖို့ပထမအဆုံးဘာကိုစဉ်းစားကြတယ်လဲဒီကလေးရဲ့အနာဂတ်လုံခြုံအောင်ဘယ်လိုလုပ်ရပါမလဲသူ့အတွက်ပတ်စံဘယ်ကလာမလဲဆိုတာကိုပါဆိုလိုတာကတင့်ရဲ့ပထမအဆုံးခြေလမ်းကိုတော့ပတ်စံရဲ့အရေးအောက်မှာလှမ်းချလိုက်ရပါတယ်ကဲဒါဆိုရင်လှည့်ပတ်ပြီးတော့ကြည့်လိုက်ပါစင်းရဲ့လယ်သမားတစ်ယောက်ဟာ6တွေ့နေတဲ့လယ်ဝင်းကိုငေးကြည့်နေတယ်ဘာဖြစ်လို့လဲဆိုတော့သူပင်မလှုပ်ထားတာတွေကိုဈေးကွက်ထဲမှာဈေးနှိမ်ပြီးတော့တန်ဖိုးဖြတ်နေလို့ပါချမ်းသာတဲ့စီးပွားရေးသမားတဦးလည်းအေးပြက်ခံနေရတယ်ဘာလို့လဲဆိုတော့မနှက်ဖြန်ရဲ့ဈေးကွက်ကသူ့ရဲ့အဆင့်အတန်းကိုဆုံးဖြတ်ပေးမှဖြစ်လို့ပါပဲဒါကြောင့်ပတ်စံဟာဆင်းရဲသားတွေရဲ့နာကျင်မှုဖြစ်လာသလိုချမ်းသာသူတွေရဲ့ကြောက်ရွံ့မှုလည်းဖြစ်လာတယ်ဒီကဘာကြီးကတကယ်တော့ဘယ်ဖျားသခင်ရဲ့လက်အောက်မှာမဟုတ်ပဲပတ်စံရဲ့လက်အောက်မှာကြာရောက်နေပါတယ်ဒီနေရာမှာလေးစားမှုဆက်ဆံရေးချစ်ချင်းမြတ်တာခင်မင်ရင်းနှီးမှုတစ္ဆာစောင့်တည်မှုအရာအလုံးဟာပတ်စံအပေါ်မှာမူတည်နေတယ်ပတ်စံရဲ့ဘာသာစကားကိုနားမလည်သူကတော့တက်တက်လုံးလှည့်သားခံနေရအောင်မှာပါပဲပတ်စံတိတ်ဆိတ်နေတဲ့အောင်ရှိပေမဲ့အရာအလုံးကိုပြောပြနေပါတယ်။တင့်ရဲ့လမ်းလျှောက်ပေါ်ကနေတင့်ရဲ့အတန်ဒီအတန်ဟာထိအတိတ်ပဲပြောင်းပေးနိုင်ပါတယ်။တင့်ရဲ့အိမ်တကားခေါင်းလုံးတန်တော်မှာပတ်စံရှိတာမရှိတာပေါ်မှာမူတည်ပြီးတော့မြည်ပါတယ်။စင်းရဲသားတယောက်အိမ်မှာခေါင်းလုံးတန်မြည်ရင်အကျွေးလာတောင်းတဲ့သူတွေဖြစ်နိုင်ပါတယ်။ချမ်းသာသူတယောက်အိမ်မှာတော့အခွင့်အလမ်းရှာဖွေနေတဲ့သူတွေအတွက်မြည်ရပါ။မေးစီကပတ်စံဘယ်လောက်ရှိတယ်လဲဆိုတာမဟုတ်ပါဘူး။မေးစီကပတ်စံရဲ့ဘာသာစကားကိုတင်ယူပြီးပြီလားဆိုတာပါဘာလို့လဲဆိုတော့အဲ့ဘာသာစကားကိုနားလေသူဟာဒီဂိမ်းရဲ့ဆရာဖြစ်လာတယ်နားမလဲသူကတော့တစ်သက်လုံးကြုံဖြစ်တာကြံနေခဲ့ရမှာပဲဒီနေ့ကျွန်တော်ဟာဒီဘာသာစကားရဲ့စကားလုံးတိုင်းပြေဝက်ချက်တိုင်းကိုသင်ကိုပြောပြတော့မှာပါဒါမဲ့သတိထားပါတခါတော့ကြားလိုက်ရရင်ကိုသင်ကအရင်ကလိုမဖြစ်တော့ပါဘူးသင်ရဲ့တွေးခေါ်ပုံတွေပြောင်းလဲသွားပါမယ်သင်ရဲ့ကဘာကြီးပြောင်းလဲသွားပါမယ်ကျွန်တော်ရဲ့ channel ကိုပထမဆုံးအကြိမ်ရောက်လာရဲဆိုရင်တော့ဒီဗီဒီယိုအခုပဲ like လုပ်ပြီးတော့ subscribe လုပ်ထားလိုက်ပါဒါမှကျွန်တော်တို့ရဲ့လျှို့ဝှက်စမ်းကြယ်ပြီးတုံလို့စရာကောင်းတဲ့ဇလန်းတွေအားလုံးကတင့်စီအရင်ရောက်ရှိလာမှာပါဘာလို့လဲဆိုတော့ကျွန်တော်ကိုယုံကြည်လိုက်ပါအခုစတင်တော့မဲ့ဒီခီးကတင့်ရဲ့တွေးခေါ်မှုအခြေခံအုံမြင့်အထိကိုလှုပ်ခါသွားစီမှာပါပတ်စံရဲ့ကဘာလျှို့ဝှက်စမ်းကြယ်မှုတစ်ခုပါလူတွေကပတ်စံဆိုတာစက်ကူတရွက်ဒင်းကားတစ်စဒါမှမဟုတ်စခရင်ပေါ်ကတောက်ပြောင်တဲ့ဂိမ်းတစ်ခုလို့ထင်ကြတယ်ဒါပေမဲ့တကယ်အမှန်တရားကတော့ပတ်စံဟာငွေကြေးသက်မဟုတ်ပါဘူးဒါလူသားတွေရဲ့ရှေးကြဆုံးဘာသာတရားပါလူတိုင်းယုံကြည်ပေမဲ့ဘယ်သူမှစာအုပ်ထဲမှာရှာမတွေ့နိုင်တဲ့ဘာသာတရားဖြစ်ပါတယ်ဖះရဲ့ဖះเจ้าမှာတော့ပူဇော်တက်ကာယအနေနဲ့ပတ်စံအရင်ဆုံးရောက်လာတယ်ခလေးဘဝကနေအိုမင်းတဲ့အထိလူတွေဟာခြေလန်းတိုင်းမှာပတ်စံရဲ့ဘာသာစကားနဲ့ရင်ဆိုင်ကြရတယ်ကျောင်းစာအုပ်တွေကပညာရေးအရေးကြီးတယ်လို့ဆိုတယ်ဒါပေမဲ့တကယ်တမ်းမှာဒီပညာရေးကလည်းပတ်စံရဲ့ဘာသာစကားပါပဲဘာလို့လဲဆိုတော့ကျောင်းလာကစာအုပ်ဖိုးနဲ့အသက်မွေးချောင်းဆိုင်ရာအိမ်မက်တွေအားလုံးဟာဒီပေါ်မှာအခြေခံထားလို့ပါဆင်းရဲတဲ့ကလေးတယောက်ဘလောက်ပဲကြိုးစားကျောင်းလာကမပေးနိုင်ရင်အဲ့ဒီပညာရေးကသူ့လက်ထဲကနေလူယူခံရမှာပါဆိုလိုတာအသိပညာစီရောက်ရှိခြင်းကလည်းပတ်စံရဲ့ဇလန်းနဲ့စတင်နေဆိုတာပါပတ်စံဘယ်တော့မှဓာတ်ရိုက်ပြောလို့မရှိဘူးဒါပေမဲ့သူ့ရဲ့တက်ရောက်မှုကအလွန်ပြင်းထန်တာကြောင့်တင့်ရဲ့တွေးခေါ်ပုံကပြောင်းလဲပြစ်နိုင်ပါတယ်တင့်မှာပတ်စံရှိရင်အဲ့ဒီစကားလုံးကိုယုံကြည်မှုလို့ခေါ်ပြီးတော့တင့်မှာပတ်စံမရှိတော့ရင်အဲ့ဒီစကားလုံးကိုပဲမာနလို့ခေါ်ပြန်ပါတယ်ပတ်စံရဲ့ဘာသာစကားကအရန်ကိုလိန်မာပါးနေတာမို့လူတစ်ယောက်ရဲ့ကိုယ်ပိုင်လက္ခဏာကိုပါပြောင်းလဲပြစ်နိုင်ပါတယ်ဈေးတွေကဆိုင်ရှင်တဦးစီသွားပြီးတော့ဒီပစ္စည်းလေးလိုချင်တယ်လို့တင်ပြောရင်သူကပြုံးပြီးတော့ဟုတ်ကဲ့ရတာပေါ့လို့ပြောပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတင်းခတ်တဲ့ဗလာဖြစ်နေရင်အဲ့ဒီအပြုံးဟာတင်းအတွက်ကြိမ်သာဖြစ်သွားပါလိမ့်မယ်ဒီတော့ဆိုင်ရှင်ရဲ့အပြုတ်မှုကတင်းရဲ့ကိုယ်ရီကိုယ်သွေးကနေဆုံးဖြတ်တာမဟုတ်ပဲတင်းအိတ်ကတ်ထဲကဘာသာစကားကနေဆုံးဖြတ်တာဖြစ်ပါတယ်ဆိုလိုတာလူရဲ့တန်မို့လူချင်းမဆုံးဖြတ်ပဲပတ်စံကပဲအဆုံးဖြတ်ပေးတယ်ဆိုတာပါပဲအခြေရေးတွေမှာတော့ဒီဘာသာစကားကိုယုံကြည်ကြပါတယ်မင်္ဂလာဆောင်တစ်ခုမှကြည့်လိုက်ပါအဲ့ဒီမိန်းကလေးဘယ်လောက်ပဲလှပါစေဒါပေမဲ့မိသားစုရဲ့အိတ်ကတ်ဗလာဖြစ်နေရင်လူအဖွဲ့ကြီးရဲ့အမြင်တွေကနှိမ့်ကျသွားကြပါတယ်ယောက်ျားလေးကဘယ်လောက်ပဲအရေးချင်းရှိပါစေသူ့မှာပတ်စံမရှိရင်အဲ့ဒီလူအဖွဲ့ကြီးရဲ့အမြင်တွေကပြောင်းလဲသွားပါတယ်
ချစ်ချင်းမြတ်တာရဲ့ချုံမြိန်မှုကိုလည်းပတ်စံရဲ့ဘာသာစကားနဲ့တိုင်းတာပါတယ်။တစုံတစ်ယောက်ကိုနှင်းစီပန်းတစ်ပွင့်မပေးခင်အိတ်ကတ်ထဲမှာပတ်စံရှိနေရပါမယ်။မဟုတ်ရင်အဲ့ဒီပန်းကလည်းဝင်တော့ဝင်ဖို့ဖြစ်သွားနိုင်ပါတယ်။ပတ်စံရဲ့အကြီးမားဆုံးလှည့်ခွက်ကတော့သူကဘယ်တော့မှသူ့နာမည်နဲ့ဓာတ်ရိုက်ရှေ့ကိုထွက်မလာဘူးဆိုတာပါပဲ။သူကအမြဲတမ်းတခြားပုံစံတစ်ခုခုနဲ့သူ့ကိုယ်သူဖုံးကွယ်ထားတယ်။တခါတရံလေးစားမှုလို့ခေါ်တယ်။တခါတရံလုံခြုံမှုဖြစ်လာတယ်။တခါတရံလွတ်လပ်မှုဆိုတဲ့နာမည်ကိုယူတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့မျက်နှာဖုံးသားရဲ့နောက်ွယ်မှာအဲ့ဒီပတ်စံပဲရက်တည်နေပါတယ်။စဉ်းစားကြည့်ပါ။တင့်မှာပတ်စံရှိရင်လူအဖွဲ့အစည်းကတင့်ကိုဆိုင်မြပုဂ္ဂိုလ်လို့မှတ်ယူတယ်။ပတ်စံရှိရင်လူတွေကတင့်ရဲ့အမားတွေကိုတောင်အတွေ့အကြုံလို့ပြောပြီးတော့ခွင့်လွှတ်ပေးတယ်။ဒါပေမဲ့တင့်မှာပတ်စံမရှိရင်တော့တင့်ရဲ့ကောင်းမြတ်မှုတိုင်းကိုအားနည်းချက်လို့မှတ်ယူကြတယ်။ဆိုလိုတာကလူအဖွဲ့အစည်းရဲ့စာအုပ်ထဲမှာတကယ်ဘာသာစကားပတ်စံတစ်ခုတည်းသာဖြစ်ပါတယ်။တင့်အိမ်နန်းရံနေရအောင်ပတ်စံရဲ့ဘာသာစကားကိုသုံးနေပါတယ်။အိမ်မှာပျော်ပွဲရွှင်ပွဲမရှိရင်အိမ်နီးနားချင်းတွေကမိသားစုရဲ့အခြေအနေမကောင်းလို့ပြောကြမယ်။ကားအသစ်တွေမရှိရင်လူတွေကအောင်မြင်မှုမရသေးဘူးလို့ပြောကြမယ်။ brand ဝယ်စားမဝယ်ထားရင်တင်းမိတ်ဆွေရဲ့ကိုယ်ကြီးကိုယ်သွေးကအားနည်းလို့ပြောကြမယ်။ဆိုလိုတာကလူတွေဟာတင်းနှလုံးသားကိုဖတ်တာမဟုတ်ပဲတင်းအိတ်ကပ်ကိုဖတ်တာပါ။ပတ်စံကတင်းရဲ့တိတ်ဆိတ်ခြင်းကိုလည်းအတိတ်ပဲတက်ရောက်စေပါတယ်။တင်းကချမ်းသာပြီးတိတ်ဆိတ်စွာနေထိုင်ရင်လူတွေကသူဟာအတွေးမြင်အလွန်နှက်ဆိုင်သူလို့ပြောကြမယ်။ဒါပေမဲ့တင်းကဆင်းရဲပြီးတော့တိတ်ဆိတ်နေရင်အဲ့လူတွေကပဲဒီလူကတော့ပြောဖို့တတိမရှိဘူးလို့ပြောကြလိမ့်မယ်။ဆိုလိုတာကပတ်စံကတင်းရဲ့တိတ်ဆိတ်ခြင်းတန်ဖို့ပါတတ်မှတ်ပေးတယ်။ဒီဘာသာစကားကအလွန်အန္တရာယ်များတာကြောင့်တင်းရဲ့အိမ်မက်တွေကိုတော့သူ့နေရာသူထားပေးလိုက်တယ်။ဆင်းရဲတဲ့ကလေးတစ်ယောက်ကဆရာဝန်ဖြစ်ချင်တယ်။ဒါပေမဲ့သူ့အရွယ်ရောက်လာတဲ့အခါကျောင်းသားကနဲ့ကုန်ကြစရိတ်တွေကိုမြင်ပြီးသူ့အိမ်မက်ကတင်းငယ်သွားတယ်။တစ်ဖက်မှာတော့ချမ်းသာတဲ့ကလေးတစ်ယောက်ကစိတ်အားထက်သန်မှုမရှိပဲဆရာဝန်ဖြစ်လာမျိုးလည်းရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ပတ်စံကသူ့ကိုဒီခွင့်ရေးပေးလို့ပဲ။ဆိုလိုတာအိမ်မက်တစ်ခုကတော့လူတစ်ယောက်ကိုမရွေးပဲပတ်စံကိုရွေးချယ်တာပဲ။ပတ်စံလူတစ်ယောက်နဲ့တစ်ယောက်ကိုခက်ဝေးဝေးမှထားသလိုခင်မင်းရင်းနှီးအောင်လည်းပြုလုပ်ပေးတယ်။ခင်မင်းရင်းနှီးမှုရဲ့အဓိပ္ပာယ်ကိုကြည့်လိုက်ပါ။တင့်မှာပတ်စံရှိရင်တငယ်ချင်းတွေကတင့်ပတ်ဝန်းကျင်မှာဝဲနေလိမ့်မယ်။ပတ်စံမရှိရင်အဲ့ဒီတငယ်ချင်းတွေကပဲတင်ဖုန်းအောင်မကင်ကျင်တော့ဘူး။ဆိုလိုတာခင်မင်းရင်းနှီးမှုကလည်းပတ်စံရဲ့ဘာသာစကားကိုပြောတာပါပဲ။လူအဖွဲ့အစည်းမှာဘာလို့ချမ်းသာတဲ့သူတွေရဲ့အမားတွေကသေးငယ်တဲ့အောင်ဖြစ်ပြီးတော့စင်းရဲသားတွေရဲ့သေးငယ်တဲ့အမားတွေကကြီးမားနေရလဲဆိုတာကိုစဉ်းစားဘူးလား။ဘာလို့လဲဆိုတော့ပတ်စံရဲ့ဘာသာစကားရုပ်တိကြမှုနဲ့အလုံးမလုံးပဲအင်အားနဲ့အလုံးလုံးလို့ပါပဲဒီဘာသာစကားကအာနာရဲ့ဘာသာစကားဖြစ်ပြီးတော့ချမ်းသာသူတွေကအမြဲတမ်းဆရာဖြစ်နေပြီးဆင်းရဲသားတွေကတော့အမြဲတမ်းကျောင်းသားတွေဖြစ်နေပါတယ်ဒါပေမဲ့တကယ်အလှည့်အပြောင်းကလူတစ်ယောက်ဟာဒီဘာသာစကားရဲ့ကြုံဖြစ်နေရဲဆိုတာတော့တတိမထားမိတာပါပဲကိုယ်ဆန္ဒအတိုင်းဆုံးဖြတ်ချက်တွေချနေရလို့ထင်တယ်တကယ်တမ်းမှာတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုပတ်စံရဲ့လိုအပ်ချက်တွေကနေဆုံးဖြတ်နေရပါသင်ယုံတစ်ခုမှာအလုပ်လုပ်နေရဆိုရင်ဒါသင်ရဲ့ရွေးချယ်မှုမဟုတ်ပဲပတ်စံသင်ကိုတွန်းအားပေးနေလို့ပါသင်ညာဘက်နောက်ကျတဲ့အထိအလုပ်လုပ်နေရဆိုရင်ဒါသင်ရဲ့စိတ်အားထက်သန်မှုမဟုတ်ပဲပတ်စံသင်ရဲ့အိပ်ဆက်ခြင်းကိုဝယ်ယူနေရပါပတ်စံမမြင်ရတဲ့အရာဖြစ်ပြီးတော့လူတစ်ယောက်ကသူ့ရဲ့ကြုံမှာပဲဒီဘာသာစကားရဲ့အန္တရာယ်အရှိဆုံးအချက်ကတော့သူကလူတအုပ်ရဲ့ဇယိုက်ကိုပြောင်းလဲပြစ်နိုင်တာပါပဲဆင်းရဲတဲ့သူတစ်ယောက်ကရိုးသားမှုနဲ့ကြိုးစားအားထုတ်မှုရှိရင်အရာအလုံးရလာမယ်လို့မကြာခဏတွေးတတ်တယ်ဒါပေမဲ့ချမ်းသာတဲ့သူတစ်ယောက်ကတော့ရိုးသားမှုထက်အယောင်းဝင်ဟာပိုအင်အားကြီးရဆိုတာကိုနားလည်ပြီးသားဖြစ်နေတယ်အဲ့ရစပြီးတော့လူသားဆန်မှုဟာဖြည်းဖြည်းချင်းတည်ဆုံးသွားတယ်ပတ်စံရဲ့ဘာသာစကားအလွန်ရှေးကြပြီးလူယဉ်ကျေးမှုနဲ့အတူမွေးဖွားလာခဲ့တာပါအရင်ကလူတွေကအစားအစာနဲ့ကုန်ပစ္စည်းတွေကိုလှူဒန်းခဲ့ကြတယ်ဒါပေမဲ့ငွေကြေးရောက်လာတာနဲ့အမျှလူတစ်ယောက်ရဲ့ဝိညာဉ်ဟာတောက်ခတ်ခံလိုက်ရတယ်အရင်ကအယောင်းဝယ်ဟာယုံကြည်မှုအပေါ်မှာအခြေခံခဲ့တယ်အခုတော့အယောင်းဝယ်ဟာစက်ကူနဲ့ဒင်းကားပြားတွေအပေါ်မှာပဲအခြေခံနေရပြီဖြစ်ပါတယ်ဆိုလိုတာကယုံကြည်မှုရဲ့ဘာသာစကားဟာတဖြည်းဖြည်းမှေးမိန်ပြောက်ကွယ်သွားပြီးပတ်စံရဲ့ဘာသာစကားကသူ့နေရာကိုယူလိုက်ပြီဆိုတာပါပတ်စံလူတစ်ယောက်ကိုလွတ်လပ်မှုကိုပြသနိုင်သလိုသူ့ကိုကြုံဖြစ်စေပါတယ်အိမ်မက်တွေကိုဝယ်နိုင်တဲ့စွမ်းအားကိုပေးပေမဲ့အဲ့ဒီအိမ်မက်တွေကိုနေထိုင်ခွင့်ပြုချက်ကိုတော့ပြန်ယူသွားတယ်ကြီးမားတဲ့အိမ်ကြီးအိမ်ကောင်းတွေပေးပေမဲ့အဲ့ဒီအိမ်တွေထဲမှာစိတ်ငြိမ်းချမ်းမှုတော့မပေးနိုင်ပါဘူးထောင်ပေါင်းများစွာသောဆက်ဆံရေးတွေကိုပေးပေမဲ့အဲ့ဒီဆက်ဆံရေးတွေထဲမှာအမှန်တရားကိုတော့မပေးနိုင်ပါဘူးဆိုလိုတာကပတ်စံဟာနှလုံးသားရဲ့အနက်ရှိုင်းဆုံးမှာရှိတဲ့ဘာသာစကားကလွဲလို့အရာအလုံးကိုပြောပြနေပါတယ်ပတ်စံရဲ့တကယ်စွမ်းအားကသူဟာဈေးကွက်ထဲမှာလည်းမကပဲလူတစ်ယောက်ရဲ့စိတ်ထဲမှာအထိစကားပြောနေတာပါဒီဘာသာစကားဟာအိမ်မက်တွေကိုပုံဖော်ပေးတယ်
ကြောက်ရွံ့မှုကိုမွေးဖွားပေးတယ်ပြီးတော့ဆက်ဆံရေးတွေကိုအတိတ်ပဲဖွင့်ဆိုပေးတယ်ပတ်စံအတင်းအိတ်ကထဲမှာနေရှိတာမဟုတ်ဘူးသူဟာတင်းရဲ့အတွေးတွေတင်းရဲ့ဆုံးဖြတ်ချက်တွေတင်းရဲ့ကျင့်ဝတ်တန်ဖိုးတွေထဲမှာပုံကွယ်နေပါတယ်စဉ်းစားကြည့်ပါကလေးတယောက်ကသူ့ကလေးဘဝမှာအဖေဘာလို့သားတို့မချမ်းသာလဲလို့ဘာလို့မေးတာလဲမိခင်တဦးကသူမရဲ့ကလေးတွေကိုပတ်စံစုဖို့အရေးကြီးတယ်လို့ဘာလို့သင်ပေးရလဲဖခင်တဦးဟာသူ့ရဲ့ပင်ပန်းနွမ်းနယ်မှုကိုဖုံးကွယ်ပြီးဘာလို့နေတိုင်းအလုပ်သွားနေရလဲဘာလို့လဲဆိုတော့ပတ်စံကလူတယောက်ရဲ့မျှော်လင့်ချက်တွေနဲ့ကြောက်ရွံ့မှုတွေကိုဓာတ်ရိုက်ထိန်းချုပ်နေလို့ပါပဲဆိုလိုတာကသူဟာရိုးရှိချင်းနီးလန်းတစ်ခုမဟုတ်ပဲလူတယောက်ရဲ့စိတ်ဓာတ်ကိုဖန်တီးပေးသူဖြစ်ပါတယ်ပတ်စံအိမ်မက်တွေကိုဖန်တီးပေးတယ်ဒါပေမဲ့အဲ့ဒီဖန်တီးမှုကမကြာခဏဆိုသလိုမပြည့်စုံပါဘူးဆင်းရဲတဲ့မိသားစုကကလေးတယောက်ဟာကြီးလာရင်အောင်မြင်သူဖြစ်မယ်အိမ်တစ်လုံးဝယ်မယ်ကားတစ်စီးမောင်းမယ်လို့အိမ်မက်ရှိတယ်ဒါပေမဲ့သူကြီးပြင်းလာတဲ့အမျှပတ်စံမရှိခြင်းကသူ့ရဲ့စိတ်ကူးစိတ်တန်းတွေကိုတောက်ခတ်လိုက်ပါတယ်သူ့ရဲ့အိမ်မက်ဟာတဖြည်းဖြည်းနဲ့ကျုံဝင်ပြီးအမြဲတမ်းဖြစ်သွားပါတယ်တစ်ဖက်မှာတော့ချမ်းသာတဲ့မိသားစုကကလေးတယောက်ဟာလွတ်လပ်စွာအိမ်မက်မခွင့်ရတယ်ဘာလို့လဲဆိုတော့ပတ်စံရဲ့ဘာသာစကားကသူ့အတွက်အရာရာတိုင်းဖြစ်နိုင်တယ်လို့ပြောထားလို့ပါပဲပတ်စံရဲ့မညီမျှမှုကလူတယောက်ရဲ့ကိုယ့်ကိုယ်ယုံကြည်မှုကိုပထမအဆုံးတိုက်ခိုက်တယ်ဆင်းရဲသူတယောက်ဟာသူ့နှလုံးသားကြီးမားနေရင်တော့လူအုပ်စုတွေသူ့ကိုတိမ်ငယ်တယ်လို့ခံစားရတယ်ချမ်းသာသူတယောက်ကတော့သူ့နှလုံးသားကသေးငယ်နေရင်တော့လူအုပ်ထဲမှာရက်ပြီးသူ့ကိုယ်သူမြင်မာတယ်လို့ထင်တယ်ဒီကွာခြားချက်ဟာပတ်စံကြောင့်ဖြစ်ပါတယ်ဆိုလိုတာကပတ်စံဟာအိတ်ကက်သေးဟုတ်လားမကလူတယောက်ရဲ့ဝိညာဉ်ထဲကိုပါဝင်ရောက်သွားခဲ့ပါပြီဒီဘာသာစကားဆက်ဆံရေးတွေကိုလည်းထိခိုက်စေပါတယ်တားတယောက်ဟာသူ့မိဘတွေကိုစွန့်ခွာသွားတယ်ဘာလို့လဲဆိုတော့သူတို့ကိုပြုစုဆောင်ရှောက်အောင်မှာပတ်စံကုန်တယ်လို့ခံစားရလို့ပါပဲညီတဦးကသူ့အကိုရင်းနဲ့ရန်သူဖြစ်သွားတယ်ဘာလို့လဲဆိုတော့အမွေခွဲကြရလို့ပါပတ်စံဟာခင်မင်းရင်းနှီးမှုတော့စမ်းသပ်ပါတယ်တငယ်ချင်းတယောက်နှစ်ပေါင်းများစွာအတူရှိခဲ့ကြပေမဲ့တယောက်ကချမ်းသာပြီးနောက်တစ်ယောက်ကဆင်းရဲသွားတဲ့အခါဆက်ဆံရေးတဖြည်းဖြည်းအားနည်းလာပါတယ်ဆိုလိုတာချစ်ချင်းမြတ်တာခင်မင်ရင်းနှီးမှုတစ္ဆာဆောင်တည်မှုအားလုံးရဲ့ဘာသာစကားကိုပတ်စံဆုံးဖြတ်ပါတယ်ပတ်စံကလူတယောက်ရဲ့အနက်ရှိုင်းဆုံးတောင်းတမှုပါပဲသင်ဟာလေးစားမှုကိုလိုချင်တယ်လို့ထင်အောင်ထင်မယ်ဒါပေမဲ့တကယ်တမ်းမှာသင်ကပတ်စံကိုလိုချင်တာပါဘာလို့လဲဆိုတော့လူအဖွဲ့အစည်းကအဲ့ဒီပတ်စံကိုလေးစားမှုပေးလို့ပါပဲသင်ဟာလုံခြုံမှုကိုလိုချင်တယ်လို့ပြောတယ်ဒါပေမဲ့တကယ်တမ်းမှာသင်ကပတ်စံရဲ့စွမ်းအားကိုလိုချင်တာပါဘာလို့လဲဆိုတော့လုံခြုံမှုကိုလည်းအဲ့ဒီမှာဝယ်လို့ရပါတယ်သင်ဟာလွတ်လပ်မှုကိုလိုချင်တယ်လို့ပြောတယ်ဒါပေမဲ့ဘယ်သူမှသင်ကိုမတားနိုင်တော့တဲ့အထိပတ်စံအလုံးလောက်ရှိမှသာတကယ်လွတ်လပ်မှုကိုရရှိနိုင်ပါတယ်ဆိုလိုတာကတောင်းတမှုတိုင်းရဲ့တကယ်စကားလုံးကပတ်စံသာဖြစ်ပါတယ်ဒီဘာသာစကားကအလွန်အားကောင်းတာကြောင့်သင်ဆက်ဆံရေးတွေကတိတ်ဆိတ်မှုတွေတောင်ပြောင်းလဲပြနိုင်ပါတယ်ဒီအကြောင်းကိုဆက်မပြောခင်ဘန်နာရေးရဘုသူတတွေငွေကြေးပညာရေးတွေကိုဒီလိုမျိုးဗီဒီယိုတွေကနေကြည့်ရှုလေ့လာရတာနှစ်သက်တယ်ဒါအပြင်ဘန်နာရေးလွတ်လပ်မှုတွေစီကိုဥတီပြီးတော့စူးစမ်းနေရဆိုရင် WayPower Books App ကိုရှာဖွေကြည့်ရှုလိုက်ပါ App လေးကို description ထဲက link ကနေပဲဖြစ်ဖြစ် App Store တွေမှာပဲဖြစ်ဖြစ်အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပါတယ်ဗျဒီ app ထဲမှာဆိုရင်တော့ကမ္ဘာကျော်ဘန်နာရေးနဲ့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ရေး Finance and Self Improvement စာအုပ်ပေါင်း200ကျော်ရဲ့အနှစ်ချုပ်တွေကိုတစ်လကိုမြန်မာငွေ4900ကျပ်ထဲနဲ့နားထောင်နိုင်ပါတယ်ချက်ပြုတ်နေရင်အလုပ်လုပ်နေရင်ဒါမှမဟုတ်ကားမောင်းနေရင်လည်းတရက်ကိုစာအုပ်တုံးလုံးနားထောင်လိုက်ပါဒါအသင်းရဲ့အချိန်ကိုတက်တာစေသလိုဘန်နာရေးဆိုင်ရာဘုသူတတွေကိုလည်းမြန်မြန်ဆန်ဆန်တိုးတက်စေပါလိမ့်မယ်ဆက်သွယ်မေးမြန်းလိုပါကမျက်နှာပြင်ပေါ်ကပြထားတဲ့နံပါတ်ဒါမှမဟုတ် description ထဲကနံပါတ်ကိုဆက်သွယ်လို့ရပါတယ်ဗျကျေးဇူးတင်ပါတယ်ကဲဒါဆိုရင်ဆက်ပြောလိုက်ရအောင်ဆင်းရဲတဲ့ခင်မွန်းတူကသူ့ဇနီးကိုချစ်ပင်မဲ့ရန်ဖြစ်တိုင်းမှာသူ့ရဲ့ဆင်းရဲမွဲတည်မှုကကဲ့ရဲ့ရှုံးချခံရမှုဖြစ်လာပါတယ်ချမ်းသာတဲ့ခင်မွန်းတူကသူ့ဇနီးကိုမချစ်ရင်တော့သူမရဲ့လက်ဝတ်ရတနာရည်နဲ့တက်တောင့်တက်တာရှိမှုတွေရဲ့တောက်ပမှုကအဲ့ဆက်ဆံရေးကိုပျော်ရွှင်စရာကောင်းတယ်လို့ထင်ရစေပါတယ်ကလေးတွေရတော့ဒီဘာသာစကားကိုကလေးဘဝမှာစတင်နားလည်ကြပါတယ်ကလေးတယောက်စပိန်မရရင်သူ့အဖေကိုအားနေသူလို့သတ်မှတ်ပါတယ်ဒါပေမဲ့အဲ့ကလေးရပဲကစားစရာတွေရလာတဲ့အခါသူ့ငယ်ချင်းတွေကိုငါ့အဖေကအကောင်းဆုံးပဲလို့ဂုဏ်ယူစွာပြောပါတယ်ဆိုလိုတာအပြစ်ကင်းစင်မှုကတော့ပတ်စံရဲ့ဘာသာစကားကိုဖတ်ပါတယ်ပတ်စံရဲ့ဘာသာစကားကလူတယောက်ရဲ့လိုအပ်ချက်တွေကိုတင်မကသူ့အိမ်မက်တွေရဲ့ဥတီယာကိုပါဆုံးဖြတ်ပါတယ်စဉ်းစားကြည့်ပါပတ်စံမရှိတဲ့အမှုပညာရှင်တဦးဟာသူ့ရဲ့အမှုပညာကိုရောင်းချဖို့အတွက်ဈေးလျှော့ပေါ်မှုတွေကိုလုပ်ရတယ်ချမ်းသာတဲ့အမှုပညာရှင်တဦးကတော့သူ့ရဲ့အမှုပညာကိုသူ့ရဲ့အခြေအနေတွေအတိုင်းပြသတယ်ပတ်စံဆင်းရဲသူတွေအတွက်သူ့ရဲ့အရေးချင်းကိုလဲပင်းညစ်တယ်ချမ်းသာတဲ့သူအတွက်တော့အဲ့ဒီပတ်စံကပဲသူ့ရဲ့အရေးချင်းကိုဟစ်ော်ပြသတယ်
ဒါပေမဲ့တကယ်ဂိမ်းဟာဒီမှာနေမပြီးဆုံးသွားသေးပါဘူးပတ်စံလူသားရဲ့ကိုကျင်တရားဟောတော်မှာပေါင်တန်ထားပါတယ်ဆင်းရဲသူတယောက်ဟာလက်ပေးဖို့အတင်းကျပ်ခံရပါတယ်ဘာလို့လဲဆိုတော့သူ့အလုပ်ကပတ်စံမပိုင်မပြီးမြောက်လို့ပါချမ်းသာတဲ့သူတို့ကတော့လက်စားဖို့လုပ်ပါတယ်ဘာလို့လဲဆိုတော့သူ့မှာအာဏာရှိလို့ပါဆိုလိုတာမှန်တာနဲ့မှားတာကြားကဟန်ချက်ညီမှုကလည်းပတ်စံရဲ့ဘာသာစကားတွေကိုပဲကြားရောက်သွားတယ်ဒီဘာသာစကားကလူတယောက်ရဲ့အချိန်ကိုလည်းဝယ်ယူတယ်နေ့ရက်တိုင်းနာရီတိုင်းမိနစ်တိုင်းမှာပတ်စံကသူ့တန်ဖိုးဘယ်လောက်ရှိရဲဆိုတာကိုဆုံးဖြတ်တယ်စင်းရဲသားတဦးရဲ့အချိန်ကဈေးပေါ်တယ်ဘာလို့လဲဆိုတော့ तू ကနေရောညပါအလုပ်လုပ်နေပေမဲ့ဝင်ငွေနည်းနေလို့ပါပဲချမ်းသာတဲ့သူတဦးရဲ့အချိန်ကတော့ဈေးကြီးတယ်ဘာလို့လဲဆိုတော့ तू စက္ကန့်တိုင်းမှာတန်းနဲ့ချီတဲ့ဒေါ်လာတွေဖန်တီးနိုင်လို့ပါဆိုလိုတာကပတ်စံနာရီကိုလဲပတ်စီတာပါအချိန်ရမဟုတ်ပါဘူးပတ်စံဆိုတဲ့ဘာသာစကားရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ကတော့ तू လူတအူးကိုမမြင်ရတဲ့ထောင်ထဲမှာထောင်ချထားတာပါပဲဆင်းရဲသားတဦးကဆင်းရဲမွဲတေမှုကနေလွတ်မြောက်ခြင်းတယ်လို့ထင်တယ်ချမ်းသာသူတဦးကချမ်းသာမှုကိုကာကွယ်ခြင်းတယ်လို့ထင်တယ်နှစ်ဦးစလုံးကလွတ်လပ်မှုကိုရှာဖွေနေတယ်လို့ထင်ကြတယ်ဒါပေမဲ့အမှန်တရားကတော့နှစ်ဦးစလုံးဟာပတ်စံရဲ့ထောင်ထဲမှာရှိနေကြတာပါပဲဆင်းရဲသူကပတ်စံမရှိခြင်းကြောင့်ချီနှောင်ခံထားပြီးတော့ချမ်းသာသူကတော့ပတ်စံဆုံးရှုံးမှာကိုကြောက်ရွံ့ခြင်းနဲ့ချီနှောင်ခံရပါတယ်ဆိုလိုတာကပတ်စံဟာနှစ်ဦးစလုံးရဲ့သခင်ဖြစ်ပါတယ်ဒီဘာသာစကားဟာအာနာစီကိုတက်လန်းရလှေကားလည်းဖြစ်ပါတယ်နိုင်ငံရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်ဘာသာရေးပဲဖြစ်ဖြစ်လူဖွဲ့စည်းပဲဖြစ်ဖြစ်နေရာတိုင်းမှာပတ်စံပဲတကယ်ဘာသာစကားကိုပြောပါတယ်ဒီဘာသာစကားကိုနားလည်သူကဘယင်ဖြစ်လာတယ်နားမလည်သူကတော့တစ်သက်လုံးတာမန်လူဖြစ်ပဲကြံနေခဲ့ရပါတယ်မီဒီယာကသတင်းတွေကိုပြသတယ်ဒါပေမဲ့သတင်းတွေရဲ့ဥတီယာကိုလည်းပတ်စံရဲ့ဘာသာစကားကဆုံးဖြတ်ပေးပါတယ်ဘာသာရေးရတော့ဒီဘာသာစကားကိုညင်းပယ်လို့မရပါဘူးဖះเจ้าနေဗလီတွေဂူရူဝါရက်စ်6ဖះเจ้าနေခရစ်ယာန်ဖះရှိခိုးเจ้าနေနေရာတိုင်းမှာပတ်စံဒီဘာသာစကားရဲ့တက်တည်ပါပဲဒါပေမဲ့ကြောက်စရာအကောင်းဆုံးကလူတစ်ယောက်ကပတ်စံဟာရိုးရှင်းရှင်းအရာတခုမဟုတ်ပဲဖះသခင်ဖြစ်တယ်လို့ဖြည်းဖြည်းချင်းယုံကြည်လာတာပါပတ်စံလူသားတွေရဲ့လက်အောက်မှာဖြစ်ပြီးလူသားတွေရဲ့အထက်မှာမရှိဘူးဆိုတာကိုသူမေ့သွားတယ်ဒါပေမဲ့အခုတော့အခြေအနေကပြောင်းပြန်ဖြစ်နေပါပြီနေတိုင်းလူတစ်ယောက်ဟာသူကိုယ်တိုင်ဖန်တီးခဲ့တဲ့အဲ့ငွေဆိုတဲ့ဖះသခင်ကိုပဲဥညွတ်နေတယ်ဒီအချက်ဟာပတ်စံရဲ့ဘာသာစကားလူတစ်ယောက်ရဲ့ဝိညာဉ်ကိုတွန်းမိုးဖို့စတင်တဲ့နေရာပါပဲတင်သားကဒီလျှို့ဝှက်ချက်ထဲမှာဆက်လက်ပျောက်ဆုံးနေစေဖြစ်ပြီးစီးစိမ်ဥစ္စာမမောစိတ်ကတင်အတွင်းမှာနိုးထလာနေသေးတယ်လို့ခံစားရရင်အခုပဲခြေလန်းသေးသေးလေးတလန်းလှမ်းလိုက်ပါဒီဗီဒီယို like လုပ်ပြီးတော့ကျွန်တော်တို့ရဲ့ Money Power Channel လေးကို subscribe လုပ်ထားပေးပါပတ်စံဟာအမြဲတမ်းတိတ်ဆိတ်လဲပတ်နေပါတယ်ဒါပေမဲ့သူ့ရဲ့တက်ရောက်မှုဟာအရန်နှံဆိုင်တာမလို့ယဉ်ကျေးမှုတွေကိုလည်းပြောင်းလဲပြစ်လိုက်ပါစဉ်းစားကြည့်ပါလူတအုပ်ဟာဘိန်းနေလျှက်စစ်မီးတွေအင်တာနက်တွေကိုတီထွင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအရာအားလုံးရဲ့နောက်ွယ်ကတကယ်စွမ်းအားပတ်စံရဲ့ဘာသာစကားပါပဲဘိန်းတွေကိုကုန်သွယ်ရေးအတွက်တီထွင်ခဲ့တယ်လျှက်စစ်မီးကိုစက်မှုလုပ်ငန်းအတွက်တီထွင်ခဲ့တယ်အင်တာနက်ကိုတော့ငွေကြေးလွှဲပြောင်းမှုတွေရဲ့အရှိန်အတွက်တီထွင်ခဲ့တာပါဆိုလိုတာကလူတစ်ယောက်ဟာပတ်စံပြောတဲ့ဘာသာစကားတွေကိုသူ့ရဲ့စူးစမ်းအားထုတ်မှုအားလုံးကိုထည့်လိုက်တာပါပဲဒီဘာသာစကားဟာလူတစ်ယောက်ရဲ့ဆက်ဆံရေးတွေနဲ့အိမ်မက်တွေကိုတိုးပွားစေုံသာမကသူ့ရဲ့တရုပ်တံကိုပါတိုးပွားစေတယ်လူဖွဲ့စည်းမှာတင့်နေရဘာဖြစ်မယ်ဆိုတာကိုဆုံးဖြတ်ခွင့်ကိုပတ်စံအားသာပိုင်ဆိုင်တယ်တင့်မှာပတ်စံရှိရင်အတိတ်ပဲရှိတဲ့ဘယ်အရာမှမလုပ်ထားရင်တော့လူတွေကတင့်ကိုအောင်မြင်သူလို့ခေါ်ကြမယ်တင့်မှာပတ်စံမရှိရင်တော့စူးစမ်းအားထုတ်မှုနဲ့ရိုးသားမှုနဲ့အရာအလုံးရှိနေတော့လူတွေကတင့်ကိုကြာရှုံးသူလို့ခေါ်ကြပါလိမ့်မယ်ဆိုလိုတာကအောင်မြင်မှုနဲ့ကြာရှုံးမှုရဲ့အတိတ်ပဲကိုလည်းပတ်စံရဲ့ဘာသာစကားဆုံးဖြတ်တာပါပတ်စံလူတစ်ယောက်ကိုအပိုင်းများစွာခွဲခြားလိုက်ပါတယ်ချမ်းသာသူနဲ့ဆင်းရဲသူကြားကကွာခြားကြတာအိတ်ကက်ထဲမှာလည်းမဟုတ်ပါဘူးအတွေးနဲ့အပြုတ်မှုတွေမှာပါရှိပါတယ်ချမ်းသာတဲ့ကလေးတစ်ယောက်မွေးလာတဲ့ဆေးရုံရဲ့အကောင်းဆုံးအခန်းထဲမှာလဲလျောင်းနေရတယ်ဆင်းရဲတဲ့ကလေးတစ်ယောက်ကတော့အစိုးရဆေးရုံရဲ့လူအုပ်ထဲမှာပထမဆုံးအသက်ရှူနေရတယ်ကလေးနှစ်ယောက်စလုံးကအပြစ်ကင်းမဲ့ပေမဲ့မျက်လုံးဖွင့်လိုက်တာနဲ့သူတို့ဟာပတ်စံရဲ့ဘာသာစကားတွေရောက်နေကြပါပြီဒါကတော့ချမ်းသာသူရဲ့ဘာသာစကားနဲ့ဆင်းရဲသူရဲ့ဘာသာစကားပါပဲပတ်စံကဘသူကဘသူနဲ့ထိုက်တန်နေဆိုတာဟောပါလူတစ်ယောက်ကိုသင်ပေးပါတယ်မိန်းကလေးတဦးဟာဆက်ဆံရေးကိုရှာဖွေတဲ့အခါပတ်စံရှိသူကသာကောင်းမွန်တဲ့ယောက်ျားလေးလို့လူဖွဲ့စည်းရသင်ပေးတယ်ယောက်ျားလေးတဦးဟာအသက်မွေးချောင်းကိုရွေးတဲ့အခါပတ်စံပို့ပေးမယ်အသက်မွေးချောင်းကသာမှန်ကန်တယ်လို့သူ့ကိုပြောကြတယ်ဆိုလိုတာကပတ်စံရဲ့ဘာသာစကားကလူတစ်ယောက်ရဲ့အနာဂတ်လူတစ်ယောက်ရဲ့ဘဝလက်တွဲပေါ်လူတစ်ယောက်ရဲ့ဂုဏ်သတင်းကိုပါဆုံးဖြတ်ပေးနေပါတယ်လူတဦးရဲ့အသက်မွေးချောင်းလူတဦးရဲ့နေထိုင်မှုပုံစံလူတဦးရဲ့ဂုဏ်သိက္ခာအားလုံးကိုဒီဘာသာစကားကဆုံးဖြတ်ပေးပါတယ်ဒီဘာသာစကားကဘယ်တော့မှနူးညံ့ပျော်ပြောင်းခြင်းမရှိပါဘူး
သူကအမြဲတမ်းအမိန်ပေးပါတယ်တင့်မှာပတ်စံမရှိရင်ဒီဘာသာစကားကတင့်ကိုသူများရဲ့အမိန်တွေကိုနာခံဖို့အတင်းကျပ်တွန်းအားပေးမယ်တင့်မှာပတ်စံအများကြီးရှိရင်ဒီဘာသာစကားကတင့်ကိုသူများတွေကိုအမိန်ပေးခွင့်ပေးပါလိမ့်မယ်တနည်းအားဖြင့်ပတ်စံကလူတစ်ယောက်ကိုတခင်နဲ့ကြုံဆိုတဲ့အမျိုးအစားနှစ်မျိုးကိုခွဲခြားလိုက်တယ်ဒါပေမဲ့တကယ်ပြဿနာကဒီဘာသာစကားကိုနားလည်ပေမဲ့လူတစ်ယောက်ဟာသူ့ရဲ့ထောင်ချောက်ကနေဘာလို့မထွက်နိုင်ရလဲဘာလို့လဲဆိုတော့ပတ်စံကသူ့ရဲ့ကြောက်ရွံ့မှုရောတောင်းတမှုရောကိုပါချုပ်ကင်ထားလို့ပါဆင်းရဲသူကပတ်စံမရှိရင်ငတ်ပြီးတော့တေဆုံးရမှာကိုကြောက်တယ်ချမ်းသာတဲ့သူကပတ်စံဆုံးရှုံးသွားရင်သူ့ရဲ့ဂုဏ်သိက္ခာပျောက်ဆုံးသွားမှာကိုကြောက်တယ်နှစ်ဦးစလုံးမှာကြောက်ရွံ့မှုမတူညီကြပေမဲ့သူတို့ရဲ့ဘဝတွေဟာအတူတူပဲဖြစ်တဲ့ဒီဘာသာစကားထဲမှာပိတ်မိနေကြပါတယ်ဒီဘာသာစကားကလူတအုပ်ရဲ့ရည်ရွယ်ချက်ကိုတော့ပြောင်းလဲပြစ်နိုင်ပါတယ်ဆင်းရဲသူတယောက်ဟာသူ့ကလေးတွေဗိုက်စာနေတဲ့အတွက်ခိုးဖို့အတင်းကျပ်ခိုင်းခံရနိုင်ပါတယ်ချမ်းသာသူတဦးကလည်းသူ့ပိုင်ဆိုင်မှုစည်းစိမ်ကိုကာကွယ်ခြင်းလို့ခိုးယူနိုင်ပါတယ်တနည်းအားဖြင့်ရာဇဝတ်မှုရဲ့ပုံစံတွေကမတူညီကြပါဘူးဒါပေမဲ့ဘာသာစကားတစ်ခုတည်းပါပဲအဲ့ဒါပတ်စံပါပတ်စံကလူတစ်ယောက်ရဲ့ဝိညာဉ်ကိုတော့ဝယ်ယူနိုင်ပါတယ်သူ့ရဲ့နှလုံးသားနဲ့အမှုပညာဖန်တီးတဲ့အမှုပညာရှင်တဦးကိုကြည့်ပါသူပတ်စံမရရင်ဖြည်းဖြည်းချင်းသူ့အမှုပညာကိုစွန့်လွတ်ရပါလိမ့်မယ်ဘာလို့လဲဆိုတော့ငတ်မမှုကပတ်စံရဲ့ဘာသာစကားနဲ့စကားပြောလို့ပါတစ်ဖက်မှာတော့ပတ်စံအများကြီးရတဲ့အမှုပညာရှင်တဦးဟာအဲ့ဒီအမှုပညာလူတွေပေါ်လွှမ်းမိုးသွားတယ်သူ့အထဲမှာအမှန်တရားမရှိရင်တောင်မှပေါ့ဆိုလိုတာစိတ်ဝိညာဉ်အယောင်းဝင်ရလဲပတ်စံရဲ့ဘာသာစကားထဲမှာရှိပါတယ်ပတ်စံကဘာသာရေးကိုတောင်ဥညွှန်းဖို့အတင်းကျပ်တွန်းအားပေးပါတယ်ဘာသာရေးကဖျားသခင်ကလူတိုင်းနဲ့တန်းတူဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့ဖျားเจ้าရှိမှာအလူခံတက်တာဖျားသခင်စီရောက်ဖို့လှေကားကိုလည်းပတ်စံရဲ့ဘာသာစကားနဲ့ဖန်တီးထားတယ်လို့ပြောပြနေပါတယ်ဂူရူဝါရက်6ဖျားเจ้าမှာအစားအစာဗလီမှာအလူငွေခရစ်ယာန်ဖျားရှိခိုးเจ้าမှာရန်ပုံငွေနေရာတိုင်းမှာဘာသာစကားအတူတူပါပဲလူသားတွေကဖျားသခင်ကိုတောင်တရားရုံးမှာပတ်စံရဲ့တက်တည်လုပ်ထားပါတယ်ပတ်စံရဲ့ဘာသာစကားကလူတစ်ယောက်ရဲ့တွေးခေါ်မှုကိုအလွန်အမင်းထိန်းချုပ်ထားတာကြောင့်သူ့ရဲ့ဆုံးဖြတ်ချက်တွေမှာတော့လွတ်လပ်စွာမရက်တည်နိုင်တော့ပါဘူး။ကျောင်းသားတဦးကဆရာဝန်ဖြစ်မယ်လို့တွေးတယ်။ဒါပေမဲ့ကျောင်းသားတွေကိုကြည့်ပြီးအင်ဂျင်နီယာကိုရွေးချယ်လိုက်တယ်။နောက်ထပ်ကျောင်းသားတဦးကအမှုပညာရှင်ဖြစ်မယ်လို့တွေးတယ်။ဒါပေမဲ့သူ့မိသားစုရဲ့ဖိအားကသူ့ကိုဘဏ်လုပ်ငန်းအလုပ်ထဲကိုတွန်းပို့လိုက်တယ်။ဆိုလိုတာကသူ့ရဲ့အသက်မွေးကျောင်းရဲ့ဥတီယာကလည်းပတ်စံရဲ့ဘာသာပြန်ဆိုကြပါပဲ။ဒီဘာသာစကားကလူတအုပ်ကိုလူအဖွဲ့အစည်းမှာနေရာပေးသလိုနာမည်ပြအောင်လည်းလုပ်နိုင်ပါတယ်ချမ်းသာသူတူကအမားလုံးမိရင်သူ့ကိုဆရာလို့ခေါ်ပြီးတော့ကဲတင်ကြတယ်။ဆင်းရဲသူတူကအတူတူပဲအမားလုံးမိရင်တော့သူ့ကိုရာဇဝတ်သားဖြစ်အောင်လို့လုပ်ကြပါတယ်။ဥပဒေကျမ်းနေရဘာပဲပြောပြောတကယ်ဥပဒေကတော့ပတ်စံရဲ့ဘာသာစကားနဲ့ရေးထားတာပါပဲ။ပတ်စံရဲ့ဘာသာစကားရဲ့အနက်ရှိုင်းဆုံးအသွင်ပြကတော့သူကလူတဦးရဲ့အစဉ်အတန်းကိုပြသတာပါ။တင်လေလက်မှတ်ဝယ်နိုင်နေဆိုရင်တင်ဟာလေဘတ်သူဖြစ်ပေမဲ့တင်မှာလက်မှတ်မရှိရင်လေစိတ်ရဲ့ဂိတ်မှာတင်ကိုတားပါလိမ့်မယ်။တင်ကျဲငါးဝင့်ဟိုတယ်မှာတဲနိုင်ရင်လူတွေကတင့်ကိုလေးစားကြလိမ့်မယ်။ဒါပေမဲ့အဲ့မှာငွေချေနိုင်တဲ့စွမ်းအားတဲ့မှာမရှိရင်တကားဆောင်ရတာတင့်ကိုတားပါလိမ့်မယ်။ဆိုလိုတာကလူတစ်ယောက်ရဲ့အဆင့်အတန်းရဲ့ဘာသာပြန်ဆိုချက်ကလည်းပတ်စံရဲ့ဘာသာစကားပါပဲ။ပတ်စံကလူတဝူကိုအလွန်အမင်းထောင်ချောက်ဆင်ထားတာကြောင့်သူ့ဘဝရဲ့တကယ်ရည်ရွယ်ချက်ဟာပတ်စံလို့သူခံစားရပါတယ်။လူတစ်ယောက်ဟာမနက်ကနေညအထိပတ်စံရှာဖို့ပြေးလွှားနေတယ်။ဒါပေမဲ့ညရောက်လို့အိတ်တဲ့အခါသူတရက်ဆုံးရှုံးသွားပြီလို့တွေးတယ်။အဲ့လိုနဲ့သူအသက်ကြီးလာတဲ့အခါသူ့ဘဝတစ်ခုလုံးဆုံးရှုံးသွားပြီဆိုတာကိုသူသဘောပေါက်လာတယ်။ပတ်စံရဲ့ဘာသာစကားကလူတအုပ်ကိုအမြဲတမ်းပြေးခိုင်းနေပေမဲ့ဘယ်တော့မှပန်းနိုင်ကိုမပေးနိုင်ပါဘူး။ဒီဘာသာစကားကအလွန်ပါးနှက်တာကြောင့်လူတစ်ယောက်ကိုဘယ်တော့မှကျေနပ်မှုမပေးပါဘူး။တဲ့မှာအိမ်တစ်လုံးရှိရင်နောက်တစ်လုံးထပ်လိုချင်တယ်။ကားတစ်စီးရှိရင်ကားကြီးကြီးလိုချင်တယ်။ဓကရီရှိရင်ဆက်ကလေးလိုချင်တယ်။ဆိုလိုတာကပတ်စံပိုဝင်လာလေသူ့ရဲ့ဘာသာစကားကပုံမမြန်ဆန်စွာအော်ဟစ်လာလိမ့်ပါပဲ။ဒီလိုနဲ့လူတစ်ယောက်ဟာအဲ့အော်ဟစ်တန်ထဲမှာအမြဲတမ်းနေထိုင်သွားရပါတယ်။ပတ်စံလူတအုပ်ကိုသူ့ရဲ့အရင်ကြီးဆုံးဆက်ဆံရေးတွေကိုစွန့်လွတ်ဖို့အတင်းကျပ်တွန်းအားပေးပါတယ်။တားတစ်ယောက်ကသူ့ဖခင်ကိုတိုက်ခိုက်တယ်။သူ့ညီကိုတွေကိုတစ္ဆာဖောက်တယ်။သူ့တငယ်ချင်းတွေကိုရောင်းစားတယ်။အဲ့ဒီအတွက်ဘာသာစကားကတော့အမြဲတမ်းအတူတူပါပဲ။ပတ်စံဒါပဲဒီဘာသာစကားရဲ့အကြီးမားဆုံးခွန်အားပါ။ तू ကသွေးသားအရင်ဆက်ဆံရေးတွေကိုတောင်မှစက်ကူစာလေးတရွက်ထက်သေးငယ်အောင်လုပ်နိုင်ပါတယ်။ဒီဘာသာစကားကလူတအုပ်ရဲ့တေဆုံးခြင်းကိုတောင်မှမချမ်းထားပါဘူး။ချမ်းသာသူတအုပ်တေဆုံးသွားရင်သူ့ရဲ့အမွေခံဒီကြားမှာတိုက်ခိုက်မှုတွေဖြစ်လာတယ်။ဆင်းရဲသူတအုပ်တေဆုံးသွားရင်သူ့ရဲ့အလောင်းကိုပို့ဖို့အတွက်တောင်ပတ်စံလိုအပ်ပါတယ်။ဟုတ်ပါတယ်။ပတ်စံကရိုးရှင်းရှင်းငွေကြေးတစ်ခုဆိုတာတည်းပို့ပါတယ်။သူဟာကျွန်တော်တို့ရဲ့ဘဝတိုင်းကိုအုပ်ဆိုးနေတဲ့အားကြီးတဲ့စနစ်တစ်ခုရဲ့ဘာသာစကားဖြစ်နေတာကိုဒီစာစုတွေကရှင်းရှင်းလင်းလင်းပြသနေပါတယ်။နောက်ဆုံး
နာယီကိစ္စတွေမှာတော့ပတ်စံရဲ့ဘာသာစကားပဲရှိနေပါတယ်။ထင်းနေရရိုးရာတလိအရာရာတိုင်းဟာပတ်စံအပေါ်မှာအခြေခံနေပါတယ်။ဆိုလိုတာကဒီဘာသာစကားဟာလူတအုပ်ရဲ့နောက်ွယ်ထွက်သက်အထိစကားပြောနေရဆိုတာပါပဲ။ပတ်စံလူတအုပ်ကိုအမြဲတမ်းစမ်းတက်နေပါတယ်။ तू ကမေးမြန်းတာမဟုတ်ဘူးစမ်းတက်တာပါ။တခါတရံယုံကြည်မှုအပေါ်တခါတရံဆက်ဆံရေးအပေါ်တခါတရံစိတ်ဝိညာဉ်အပေါ်မှာစမ်းတက်ပါတယ်။ဒီစမ်းတက်မှုကိုအောင်မြင်သူတွေကိုလူအဖွဲ့အစည်းရဲ့အမြင်မှာအောင်မြင်သူတွေလို့ခေါ်ကြပါတယ်။ကြာရှုံးသူတွေကတော့လူအုပ်ထဲမှာပျောက်ကွယ်သွားကြရပါတယ်။ဒါပေမဲ့တကယ်မေးခွန်းကပတ်စံလူတအုပ်ကိုတကယ်ပဲအောင်မြင်အောင်လုပ်ပေးနိုင်သလား။ဒါမှမဟုတ်ကျွန်တော်တို့အမြဲတမ်းပြေးလွှားနေဖို့အတင်းကျပ်တွန်းအားပေးနေတဲ့အာယုံရောင်ရောင်မမတစ်ခုလားစဉ်းစားကြည့်ပါ။တမိုင်းကိုပြန်ကြည့်ရင်ဘယင်တွေအေဂရစ်တွေချမ်းသာတဲ့သူတွေဗနေအောင်များပေါ်ပေါက်လာပြီးကွယ်ပြောက်သွားခဲ့ပြီလေ။သူတို့ရဲ့ဘန်နာတိုက်တွေဟာရွှေငွေနဲ့ပြည့်နေခဲ့တယ်။ဒါပေမဲ့ဒီနေ့သူတို့မှာကြံ့ရစ်ခဲ့တာပုံမြင်နေပါပဲ။ဆိုလိုတာကပတ်စံဟာအချိန်ကိုမဝယ်နိုင်ပါဘူး။အရာအလုံးငါးလက်ထဲမှာရှိရဲဆိုတဲ့အာယုံရောင်ရောင်မမတစ်ခုကိုသာဖန်တီးပေးနိုင်ပါတယ်။ဒါပေမဲ့အမှန်တရားကတော့အချိန်ရတာတကယ်သခင်ပါပဲ။ပတ်စံရဲ့ဘာသာစကားကလူတအုပ်ကိုလွတ်လပ်မှုကတိပေးတယ်။ငါ့ကိုရှာဖွေနိုင်ရင်မင်းမှာအာနာရေးစားမှုလွတ်လပ်မှုရှိလိမ့်မယ်လို့သူကပြောတယ်။ဒါပေမဲ့အမှန်တရားကပတ်စံပိုဝင်လာလေလူတအုပ်ကပို့ပြီးတော့ပိတ်မိလေပါပဲ။ဘာမှမလိုချင်သူကသာအလွတ်လပ်ဆုံးပါ။အရာရာကိုလိုချင်သူကတော့အကြီးမားဆုံးအကျဉ်းသားတွေပါပဲ။ပတ်စံရဲ့ထောင်ကအလှပဆုံးဖြစ်ပါတယ်။ခန်းနာတဲ့အိမ်တွေဈေးကြီးတဲ့ကားတွေတောက်ပတဲ့အဝတ်အစားတွေဒါပေမဲ့ထောင်ထဲမှာတော့အတူတူပဲအသက်ရှူကြက်မှုရှိနေပါတယ်။ဒီဘာသာစကားကငါပတ်စံနည်းနည်းလေးထက်ရရင်ပျော်ရွှင်ရတော့မယ်လို့လူတအုပ်ကိုမကြာခဏယုံကြည်စေပါတယ်။ဒါပေမဲ့အမှန်တရားကတော့နည်းနည်းထက်ရရင်တော့နည်းနည်းထက်လို့ပြန်တာမျိုးပါ။ဒါကဘယ်တော့မှမဆုံးနိုင်တဲ့ရင်ငတ်ချင်းပါပဲ။ဆင်းရဲသူတအုပ်ကပါမုတ်ကိုတောင်းတတယ်။ချမ်းသာသူတအုပ်ကစားတော့မစားနိုင်ဘူး။ဆိုလိုတာကစားလောင်မှုကမတူညီဘူး။ဒါပေမဲ့ဘာသာစကားကအတူတူပါပဲ။ပတ်စံပါ။ပတ်စံကလူတအုပ်ကိုအလွန်မင်းပြောင်းလဲပစ်တာကြောင့်သူ့ရဲ့ဘဝတန်မိုးတော်မှာမေးသွားစီပါတယ်။သူ့ရဲ့တန်မိုးရှိမှုကိုပတ်စံနဲ့တိုင်းတာမယ်လို့သူတွေးတယ်။ဒါပေမဲ့အမှန်တရားကတကယ်တန်မိုးကိုပတ်စံမဆုံးဖြတ်ပဲအဲ့လူရဲ့အတွေးအမြင်နဲ့လုပ်ရက်တွေကဆုံးဖြတ်တာပါ။ဘာမှမရှိရဲ့ဆင်းရဲတဲ့သူတော်စင်ဟာတန်ပေါင်းများစွာသောလူတွေရဲ့နှလုံးသားထဲမှာဆက်ရှင်သန်နိုင်ပေမဲ့အရာရာရှိတဲ့ချမ်းသာရဲ့အာနာရှင်တဦးကတော့ဒီနေ့တမိုင်းရဲ့ဖုံမုံထဲမှာပျောက်ကွယ်သွားခဲ့ပါပြီ။ဆိုလိုတာကပတ်စံရဲ့ဘာသာစကားစူညံပေမဲ့စိတ်ဝိညာဉ်ရဲ့ဘာသာစကားရာစုနှစ်တွေချီပြီးတော့ပဲ့တင်ထက်နေပါတယ်။ပတ်စံရဲ့တကယ်လှည့်ကွက်ကလူတအုပ်ကိုသူဘာကြောင့်အသက်ရှင်နေရတယ်ဆိုတာမေးသွားဖို့အတင်းကျပ်တွန်းအားပေးပါတယ်။ तू ကအသက်ရှင်ဖို့အတွက်ပတ်စံရှာကျင်ခဲ့ပေမဲ့ဖြည်းဖြည်းချင်းပတ်စံရှာဖို့အသက်ရှင်နေခဲ့ပါတယ်။ဒါပဲအကြီးမားဆုံးလှည့်ပြားမှုပါပဲ။ပတ်စံလူတအုပ်ကိုရွေးချယ်စရာပေးပါတယ်။ဒါပေမဲ့ငြိမ်းချမ်းမှုတော့မပေးနိုင်ပါဘူး။တင့်ကိုတက်တောင့်တက်တာရှိရဲ့အိယာကိုပေးနိုင်ပါတယ်။ဒါပေမဲ့အိပ်ပျော်ခြင်းကိုမပေးနိုင်ပါဘူး။တင့်ကိုတငယ်ချင်းထောင်ပေါင်းများစွာပေးနိုင်တယ်။ဒါပေမဲ့တကယ်မိတ်ဆွေရင်းကိုတော့မပေးနိုင်ပါဘူး။တင့်ကိုအရသာရှိရဲ့အစားအစာပေးနိုင်ပေမဲ့စာလောင်မှုရဲ့တကယ်ကျေနပ်မှုကိုမပေးနိုင်ပါဘူး။ဆိုလိုတာပတ်စံဟာဘဝကိုဘဝဖြစ်စေခဲ့တဲ့အရာတွေကလွှဲရင်အားလုံးကိုဝယ်နိုင်ပါတယ်။ဒီဘာသာစကားရဲ့အနက်ရှိုင်းဆုံးလှုပ်ဝက်ချက်ကတော့ तू ကလူတိုင်းနဲ့မတူညီစွာစကားပြောတာပါ။ तू ကဆင်းရဲသူကိုငါမင်းနဲ့အတူမရှိသေး၍မင်းဟာဘာမှမဟုတ်ဘူးလို့ပြောတယ်။ချမ်းသာသူကိုတော့ငါမင်းကိုဆုံးခွာသွားရင်မင်းအရာအလုံးဆုံးရှုံးသွားလိမ့်မယ်လို့ပြောတယ်။ဆိုလိုတာကနှစ်ဦးစလုံးဟာသူ့ရဲ့အကျဉ်းသားတွေပါပဲ။ဘယ်သူမှတကယ်တမ်းလွတ်လပ်တာမဟုတ်ပါဘူး။ဒါဆိုပတ်စံရဲ့ဘာသာစကားကနေလွတ်မြောက်နိုင်ပါသလား။မင်းကခက်ခဲပေမဲ့အဖေကတိတ်မခတ်ပါဘူး။သူ့ကိုရှောင်လွဲလို့မရဘူး။ဒါပေမဲ့နားလေလို့ရပါတယ်။ဘာလို့လဲဆိုတော့လူတစ်ယောက်ကသူ့ကိုမျက်ကွယ်ပြူထားတယ်လို့ယူဆနေသည်၍ဒီဘာသာစကားအန္တရာယ်ရှိနေပါတယ်။လူတစ်ယောက်ကပတ်စံပန်းနိုင်မဟုတ်ပဲနီးလန်းတစ်ခုဖြစ်တယ်ဆိုတာကိုနားလေတာနဲ့အဲ့ဒီအခါမှာသူ့ရဲ့တန်ကြိုးတွေကိုစတင်ပြီးတော့ဖျက်တောက်နိုင်ပါပြီ။ပတ်စံအရေးကြီးပါတယ်။ဒါပေမဲ့အတိုင်းအတာတစ်ခုတည်းပါပဲ။အစားအစာအိမ်ပညာရေးလုံခြုံရေးဒီຢာတွေအားလုံးကိုရဖို့ဒီဘာသာစကားကိုအသုံးပြုပါတယ်။ဒါပေမဲ့လူတစ်ယောက်ကပတ်စံကိုသူ့ရဲ့ပုံစံအဖြစ်ပြုလုပ်လိုက်တာနဲ့အဲ့ဒီအခါမှာသူ့ရဲ့ကြုံဘွားစတင်ပါတယ်။ဆိုလိုတာလွတ်မြောက်ခြင်းကပတ်စံအလွန်ညိုရှိနေတာကြောင့်မဟုတ်ပဲပတ်စံကိုမှန်ကန်စွာနားလည်ခြင်းကြောင့်ဖြစ်ပါတယ်။မှတ်ထားပါပတ်စံဟာတင့်ရဲ့အိတ်ကက်ထဲမှာရှိတင်ပါတယ်။တင့်ရဲ့စိတ်နှလုံးသားထဲမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ तू ကတင့်အိတ်ကက်ထဲကနေထွက်ပြီးတော့တင့်စိတ်ထဲရောက်သွားရင်တင့်ကိုလူသားတစ်ယောက်ကနေဆက်ရုပ်တစ်ရုပ်အဖြစ်ပြောင်းလဲပစ်လိုက်ပါလိမ့်မယ်။မဟုတ်ပဲ तू ကတင်နှလုံးသားထဲရောက်သွားရင်တင့်ကိုလူသားတစ်ယောက်ကနေမိစ္ဆာတကောင်ဖြစ်သွားအောင်လို့ပြောင်းလဲပစ်ပါလိမ့်မယ်။နောက်ဆုံးတော့ဒါအမှန်တရားပါပဲ။ပတ်စံစကားပြောပါတယ်
ဒါပေမဲ့သူ့ရဲ့ဘာသာစကားကိုလူတိုင်းကနားမလည်နိုင်ကြပါဘူးနားလေသူကဒီကစားပွဲရဲ့သခင်ဖြစ်လာပါတယ်နားမလည်သူကတော့တစ်သက်လုံးသူ့ရဲ့နေရုပ်အဖြစ်နဲ့ကြံရစ်နေခဲ့ရပါတယ်ဒါကြောင့်ဒီနေ့ဟာစိန်ခေါ်မှုတစ်ခုပါပတ်စံရဲ့ဘာသာစကားကိုကျွန်တယောက်လိုဆက်နားထောင်နေမှာလားဒါမှမဟုတ်သူ့ကိုနားလည်ပြီးတင့်ဘဝကိုတင့်ကိုယ်ပိုင်စကားလုံးတွေနဲ့ရေးသားတော့မှာလားဆုံးဖြတ်ချက်ကတင်းလက်ထဲမှာရှိပါတယ်ဘာလို့လဲဆိုတော့ပတ်စံအမြဲတမ်းစကားပြောနေပါလိမ့်မယ်ဒါမဲ့နားထောင်ခြင်းနဲ့နားလည်ခြင်းကတော့တင့်ရဲ့အခွင့်အရေးပါပဲကဲမိတ်ဆွေတို့အခုဆိုရင်ချမ်းသာတဲ့သူတွေကိုဘယ်တော့မှဆင်းရဲမသွားစေတဲ့ရုပ်ဝက်ချက်ကိုတင်သိသွားပါပြီဒီဗီဒီယိုကြိုက်နေတတ်ပြီးတော့တင့်ရဲ့အတွေးခေါ်တွေပြောင်းလဲသွားမယ်ဆိုရင် like လုပ်ဖို့မမေ့ပါနဲ့ကျွန်တော်တို့ရဲ့ငွေကြေးဆိုင်ရာဇာတ်လမ်းအသစ်တွေအားလုံးသင်စီကိုအရင်ရောက်ရှိဖို့ Money Power Channel ကိုလည်း subscribe လုပ်ထားပါအောင်ကျေးဇူးတင်ပါတယ်